တော့အမလက်ဆောင်ပေးရလေးကိုကျမ try ကုန်လုပ်ပြရပါရှင်ဒါလေးကကျမအောင်းထဲမှာအကြိုက်ဆုံးအင်ဂျီလေးပေါ့နော်သူကအနောက်ကတော့ကြောပြောင်လေးဆိုတဲ့အခါကျတော့အရန်တော့ height တယ်အရှိကအဲ့လိုပုံစံမျိုးလေးအရန်နဲ့မှချစ်ဖို့ကောင်းတယ်ကျမအရန်ကြိုက်တော့ပဲအောက်ကလည်းအမပေးထားတဲ့ခေါင်းလောင်းပန့်ကလေးနဲ့ကျမတွဲဝစ်ထားရပါရှင်အပေါ်ကကျတော့ကျမကအပေါ်ထက်လေးထင်နေရဒီလိုမျိုးတစ်ဖက်ကအဲကျိုးတလုံးလေးနဲ့ပေါ့နော်ဒီလိုပုံစံလေးပါရှင်ဒါလေးကကြတော့ကလေးဆဆန် cute တီလေးပေါ့နော်ကျမတို့ kitty ပိုင်းအင်ဂျီလေး boiler လေးဖြစ်ပါရဲ့ရှင် boiler ကိုအမနှစ်ထည့်ထည့်ထားပြီးရပေါ့နော်တစ်ထည့်ကကြတော့ဘောင်းမီလေးတစ်ထည့်ကကြတော့ဂါဝင်လေးပါရှင်ဒီစကလေးတော့အပါပေါ့နော်အင်ဂျီလေးလည်းအမပဲပေးထားတာပါဒါလေးကလေကျမနဲ့မတော်ဘူးပေါ့နော်ဒီဂါဝင်လေးကလေနည်းနည်းသေးနေရကြက်နေရဒါလေးလည်းတူတူပဲကြက်နေတော့စွတ်မရပါဘူးရှင်ဒါကျမရဲ့ရောင်းမလေးကိုကျမလက်ဆောင်ပေးလိုက်မယ်ပေါ့နော်ကဲနောက်တစ်ထပ်ပြီး try ကုန်ရအောင်ဒါကကြတော့ခုနက top လေးပေါ့နော်ချစ်စရာလေးအဲ့ top လေးကိုကျမအောက်ခံထားပြီးအပေါ်ကအမပေးထားတဲ့ခါပေါင်းကုတ်ပုံစံလေးပေါ့နော်ဒါလေးကကျမဝတ်မယ်အောက်ကစကတ်လေးကိုကဲချွတ်လိုက်မယ်နော်စကတ်ကတော့ရှုပ်တယ်ဆိုတော့ကျမစကတ်ချွတ်ပြီးတော့ဒီဇိုင်းလေးပဲကျမဝတ်ပြမယ်နော်စီအောင်ဘလောက်လောင်လှသွားလဲဆိုတာသူကခါကနှစ်ဖက်လုံးကအပေါက်ကလေးပေါ့နော်တော်တော်တူတယ်ဆိုတော့ဒီတိုင်းဝတ်ရရင်တော့ကျမမိတိုလေးနဲ့ဝတ်ပေါ့နော်မဝတ်ရဘူးဆိုရင်တော့ကျမမိအရှိလေးနဲ့ဝတ်ရမှာဖြစ်ပါရဲ့ရှင်ကျေးဇူးပါမရေ